ကာမောင်ရတဲ့ရိုက်ပါကျုံကလူလေးစားခဲ့ရတာကျုံကလူလေးသွားခဲ့ရတာပါခမသိရင်လည်းတပည့်မှာအိတ်ခဲရတာအချင်းချင်းမှာကာမောင်ရတဲ့ဘဝသမားလူရိုက်ပါမြို့တကာနဲ့အောင်ရောက်တဲ့ကာမောင်ရတဲ့ရိုက်ပါကျုံကလူလေးစားခဲ့ရတာကျုံကလူလေးသွားခဲ့ရတာပါခမသိရင်လည်းတပည့်မှာအိတ်ခဲရတာအချင်းချင်းမှာကာမောင်ရတဲ့ဘဝသမားလူရိုက်ပါဝိရတွဲမနေတော့ခွေးချရသူပါမြို့တကာနဲ့အောင်ရောက်တဲ့ကာမောင်ရတဲ့ရိုက်ပါကျုံကလူလေးစားခဲ့ရတာကျုံကလူလေး